အားလုံးပဲမင်္ဂလာပါဗျာအခုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီမိုင်းနေတဲ့တင်းကမာကာရာဖိုရဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒါမာကာရာဖိုကပြီးခဲ့တဲ့ရာသီမှာဆိုရင်တော့ဘာစီလိုနာကိုတွားရောက်ပြီးမှအငှားကစားခဲ့တယ်ပေါ့လေဘာစီလိုနာကသူ့ရဲ့ drinker လည်းဖြစ်တယ်ပေါ့ဒီဘာစီလိုနာကသူကစားခဲ့ရင်လည်းပြီးခဲ့တဲ့ရာသီက14ခုသွင်း14ခုဖန်တီးခဲ့တဲ့အထီကိုသူ့ရဲ့ဆွမ်းဆောင်ရည်ကကောင်းခဲ့တယ်ဘာစီလိုနာလည်းသူ့ကိုယူရိုတန်းသုံးနဲ့တင်ခေါ်ယူခွင့်ရှိခဲ့တယ်ဒါပေမဲ့ခေါ်ခြင်းမပြုခဲ့ဘဲနဲ့ဒီမိုင်းနဲ့တင်ကိုပြန်ရောက်ရှိလာခဲ့တယ်ပေါ့လေဒီပြီးခဲ့တဲ့ရာသီကဘာစီလိုနာပြသခဲ့တဲ့စွမ်းရင်းဆောင်ရည်ကြောင့်မို့လဲဒီအင်္ဂလန်တင်းရဲ့လက်ရွေးစင်လူစီရင်မှာပြန်ရွေးချယ်ခြင်းခံခဲ့ရတယ်ဒီမာကာရာဖိုပါဆိုရင်တော့မိုင်းနေတဲ့တင်ကလက်ရှိဆုံးဖြတ်ချက်အခြေအနေတွေအရမိုင်းနေတဲ့ရဲ့နီးပြမိုက်ကကားကရောင်းအသင်းဘက်ကရောင်းချရင်ရောင်းပေါ့လေရောင်းချခြင်းမပြုဘူးဆိုရင်အနာဂတ်သူ့ရဲ့ plan တွေမှာလာမယ့်ရာသီ plan တွေမှာမာကာရာဖိုကိုထည့်သွင်းသွားမယ်ဆိုပြီးရမှာဒီသတင်းတွေတက်ထားတာရှိတယ်ဒါပေမဲ့အခုလက်ရှိအနေထားတခုမိုင်းနေတဲ့တင်ကသတင်းတစ်ခုတက်လာတယ်မာကာရာဖိုနဲ့ပတ်သက်တဲ့သတင်းဒီမာကာရာဖိုကိုဖီနာဘာဂျီတင်းကနေပြန်ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရဆိုတဲ့အကြောင်းမိုင်းနေတဲ့တင်းနဲ့နှစ်ဖက်အသင်းကြားဆွေးနွေးညှိနှိုင်းနေပြီဆိုတဲ့အကြောင်းသတင်းတက်လာပါတယ်ဒါပေမဲ့လို့တဲ့ဒီဖာဗီဇီယိုရိုမဲရိုဘာတို့ကတော့ဘယ်လိုပြောထားလဲဆိုလို့ရှိရင်ဒါကလပ်သင်းချင်းဆွေးနွေးနေတာမှန်ပါတယ်ဒါပေမဲ့မာကာရာဖိုနဲ့ဒီဖီနာဘာဂျီအသင်းဘက်နဲ့ဆွေးနွေးမှုမရှိသေးဘူးဆိုလိုချင်တာအသင်းဘက်ပဲဆွေးနွေးမှုရှိထားသေးတယ်ကစားသမားနဲ့ဖိုင်နာဘာကြီးနဲ့ဆွေးနွေးမှုမရှိသေးဘူးဆိုပြီးရမှာပြောထားတယ်ပြီးအဲ့လိုပြောထားရှိတယ်ပေါ့လေဖီနာဘာကြီးအသင်းကလည်းပြီးခဲ့တဲ့ရက်ပိုင်းမှာဒီမန်ယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့မေဆန်ဂရင်းကိုအပိသက်ခေါ်ယူခဲ့ပြီးဖြစ်တယ်သူအသင်းတောင်းတမှုအတွက်ဖီနာဘာကြီးအသင်းကလည်းပြင်ဆင်မှုတွေကြီးကြီးမားမားလုပ်နေတဲ့အနေအထားတစ်ခုမှာဒီမာကာရာဖိုခေါ်ချင်နေတာဖြစ်တယ်ပေါ့လေအဲ့မာကာရာဖိုအနေနဲ့ပြောင်းရွှေ့နိုင်မှာမလားဆိုတာကတော့သူ့ရဲ့ဆုံးဖြတ်ချက်ပုံမှာကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်တကယ်လို့ဒါမာကာရာဖိုရှိခဲ့ရောင်းချမှုမရှိခဲ့ဘူးဆိုရင်မိုင်းနေတဲ့တင်းအနေနဲ့ဘယ်တောင်မှနေရာကိုတော့အခုလာမဲ့ရာသီအခုဒီပြောင်းရွှေ့ရာသီမှာဘယ်တောင်မှတော့ကိုမာကာရာဖိုရှိနေဆိုလို့ရှိရင်ဝယ်မှာမဟုတ်ဘူးဒီ plan ရှိမှာမဟုတ်တော့ဘူးဒါပေမဲ့မာကာရာဖိုကိုရောင်းချခဲ့မယ်ဆိုရင်တေချာဘောဘယ်တောင်မှခေါ်လိုက်မယ်ဘာလို့လက်ရှိနေတဲ့ပက်ထရစ်ဒေါကူနဲ့မာကတီယကူညာဒီနှစ်ယောက်ထဲနဲ့တင်ဒီဘယ်တောင်မှကိုအနေထားတစ်ခုလုံလောက်မှုမရှိဘူးဆိုပြီးရမှာမကကားရဲ့ဘက်ကနေကစိုးရိမ်နေတာဖြစ်တယ်ပေါ့လေအဲ့တော့မာကာရာဖိုကသူကဘာစီလိုနာကိုပြန်ကျင်တယ်ဘာစီလိုနာကလည်းသူ့ကိုအငှားခေါ်ကျင်တယ်အနေထားရှိတယ်မန်ယူနိုက်တက်ကအငှားမချဘူးအပိသက်ရောင်းကျင်တယ်ဖီနာဘာဂျီကမာကာရာဖိုကိုအပိသက်ခေါ်ကျင်တယ်အသင်းကလပ်သင်းချင်းဆွေးနွေးနေတဲ့မာကာရာဖိုဘက်ကနေဘာလက်ရှိအနေထားတစ်ခုရဘာမှတုံ့ပြန်မှုမရှိသေးဘူးအဲ့တော့မာကာရာဖိုကဘာစီလိုနာကိုပဲရောက်သွားမလားဖီနာဘာဂျီကိုပဲပြောင်းရွှေ့သွားမလားဒါမှမဟုတ်မန်ယူနိုက်တက်အသင်းမှာပဲတရားသိဆက်နေမလားဆိုတာကိုဆက်လက်စောင့်ကြည့်ရတော့ဖြစ်ပါတယ်ဒါကတော့မာကာရာဖိုနဲ့ပတ်သက်တဲ့သတင်းလေးကိုကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်နားဆင်အားပေးကြမိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်